အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရခိုင်မုတ်တီချင်းကန်ဆက်လေးအိမ်မှာလွယ်လောက်စားပြလို့လုံနည်းလေးကိုလာမျှပေးတာပဲဖြစ်ပါတယ်ရှင်လောက်ရတာလည်းအရန်ကိုမှလွယ်ကူတာမို့လောက်စားကြည့်ကြပါအောင်ရှင်ပထမဦးဆုံးငါးကိုအတုံးလေးတွေတုံးပြီးပြုတ်ထားပေးလိုက်ပါမယ်ရှင်ဒီမှာကတော့ငါးကိုငရက်မဲ့သုံးထားပါတယ်ရှင်တခြားငါးခုလိုဇလာပီယာတို့နဲ့သုံးမယ်ဆိုလည်းရပါတယ်ရှင်ပြုတ်ထားတဲ့ငါးလေးလည်းနူးလာပြီဆိုရင်တော့ငရုတ်ကောင်းနဲ့ငယ်ကိုထည့်ပြီးမှုပေးထားလိုက်ပါမယ်ရှင်ကဲအခုလိုမျိုးပြုတ်ထားတဲ့ငါးလေးတွေလည်းရပြီဆိုရင်တော့ပကံလေးတွေကိုဆက်ထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးသွားရင်တော့ရဲနှဲငယ်ထည့်ပြီးငရုတ်သီးစိမ့်နဲ့စက်သွန်ဖြူတို့ကို9မိနစ်10မိနစ်လောက်ပြုတ်ထားပေးလိုက်ပါမယ်ရှင်ခုနကပြုတ်ထားတဲ့ငရုတ်သီးနဲ့စက်သွန်ဖြူတို့ကိုချိတ်ဆက်တဲ့ထည့်ပြီးညှက်သွားအောင်ချိန်ထားပေးလိုက်ပါမယ်ရှင်ပြီးသွားပြီဆိုရင်တော့ဆနကကြိတ်ထားတဲ့ငရုတ်သီးကိုစီမပါပဲအိုးရဲကိုထည့်ပြီးမွေးထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ငါးကိုထည့်ပြီးနှံသွားအောင်ခဏလောက်မွေးပေးထားလိုက်ပါမယ်ရှင်မွေးသားပေးပြီဆိုရင်တော့ငပိစိမ်းရည်လေးအနှဲငယ်ကိုထည့်ထားပေးလိုက်ပါမယ်ရရတာအတွက်ကတော့အသားမော့အနှဲငယ်စားအနှဲငယ်ထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးတော့တာနဲ့သူ့ထဲကိုငါပြုတ်ရည်လေးပါတစ်ခါတည်းထည့်ပေးထားလိုက်ပါမယ်ရှင်ကဲအခုလိုမျိုးလေးစူပတ်လာပြီဆိုရင်တော့ရခိုင်မုတ်တီအနှစ်လေးရပါပြီရှင်ပေါင်းပစ္စည်းလေးတွေလည်းပြင်ဆင်ပေးပြီဆိုရင်တော့မုတ်ဖတ်တော့ရန်အတွက်မုတ်ဖတ်တဲ့ကိုခုနကချက်ထားတဲ့ငါးနှစ်ကိုကိုလိုတက်လောက်ထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့စက်သွန်ကြော်အနှဲငယ်ကိုလည်းထည့်ပေးထားလိုက်ပါမယ်ရှင်နနမဲအနှဲငယ်ကိုလည်းညှက်ထည့်ပေးထားလိုက်ပါမယ်ရှင်အချံအတွက်တမယာသီးတစ်စိမ့်ခံကိုလည်းညှက်ထည့်ပေးထားလိုက်ပါမယ်ဒီရခိုင်မုတ်တီတုပ်တွေကဆိုရင်ဖြင့်ပဲကတ်ကြော်ငါဖက်ကြော်တို့နဲ့တွဲစားရင်ပူလိုက်ဖက်လွန်ပါတယ်ရှင်ပြီးတော့ရင်တော့ငပြရဲ့နှဲငယ်ထည့်ပြီးနှံသွားအောင်နေထားပေးလိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့ရခိုင်မုတ်တီချင်းကန်ဆက်လေးကိုစလို့ရပါပြီရှင်ဗီဒီယိုလေးကိုအစဆုံးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်